အားလုံးပဲမင်္ဂလာပါကျွန်တော်တမိုင်းအချင်းဆိုအချင်းလေးပဲပြောပါမယ်လို့နောက်တမိုင်းစာအုပ်အပြည့်အစုံကတော့နောက်မှပဲဖော်ပြပါမယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဒီပေါက်ကုန်းအသင်းတော်ကိုသာသနာဆောက်ရောက်ခြင်းကိုကျွန်တော်စတင်ပြောပါမယ်နေရာဒေသတွေကိုကျွန်တော်မပြောပြတော့ဘူးသူသဖြင့်ဒီနေရာကိုဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်အဘိုးပိုက်ဆံအဘိုးဆရာမဲနဲ့အတူအဖော်ဓမ္မမှုတော်ဆောင်စုစုပေါင်း6ဦးကျွန်တော်တို့ပေါက်ကုန်းကိုအရင်ဆုံးဆက်ရောက်ခဲ့ပါတယ်အဲ့ဒါကဘယ်ခုနှစ်လဲဆိုလို့ရှိရင်1908ခုနှစ်ကဆက်ရောက်ခဲ့ပါတယ်အဲ့ဒီ1908ခုနှစ်ကသူလာတဲ့ခီးစဉ်ကကျွန်တော်တို့ဟင်္ဒရာပြောမှဆိုလို့ရှိရင်ဒနုပန်းတော်အစရှိတဲ့အကုန်လုံးကိုရောက်ပြီးကျွန်တော်တို့ရဲ့ပေါက်ကုန်းကိုစဝင်ခဲ့ပါတယ်လာတဲ့အခါမှာပါလာတဲ့အရာလေးတွေကကျွန်တော်တို့ပေါက်ကုန်းကြေးရွာမှာရှိတယ်ကျွန်တော်တို့ရှေ့ဘိုးဘေးအခုကျွန်တော်တို့ကြောက်စာမှာရှိတဲ့ဘိုးဘေးဒီဘိုးဘေးတွေအမည်ရှိပါတယ်အဲ့ဒီကိုကျွန်တော်တို့ကြောက်စာတွေကမှရှိတဲ့ဘိုးဘေးတွေအမည်မှာသူတို့ဗာဒီပေးခဲ့လဲဆိုရင်အဘိုးပိုက်ဆံကနေပြီးတော့မှကျုပ်ဆိုတာကအထဲမှာကြောက်ကလေးတွေပါပါတယ်ကျွန်တော်ဟိုတာပေါ့ကျုပ်ပြဖို့အစီအစဉ်ရှိတယ်ကျွန်တော်အလုပ်တော်များပြီးတော့ကျုပ်ကြံခဲ့လို့เนาะလက်ရှိကျွန်တော်တို့အသင်းကျုပ်ရာပြည့်ဂျူဘလီမှာလည်းပဲအဲ့ဒီကျုပ်6လုံးကိုဖတ်တယ်ကျွန်တော်တို့ရဲ့အဘိုးကျော်များရဲ့ဖခင်အဘိုးကျော်များဆိုတာအသက်80ကျော်ပါပြီသူ့ရဲ့ဖခင်ခိကအဘိုးပိုက်ဆံပေးခဲ့ပါတယ်နောက်ပြီးတော့မှအဘိုးပိုက်ဆံလာပြီးတော့ဒီရွာမှာနာမည်ပေးခဲ့တဲ့ပုံကိုယ်တွေလည်းရှိပါတယ်အဲ့ဒါတွေတော့မဖော်ပြတော့ဘဲနဲ့ထူရတာလေးတွေကိုကျွန်တော်ပြောပြီးမှအထူးသဖြင့်ကျွန်တော်တို့ရဲ့ဒီပေါက်ကုန်းအသင်းတော်ရဲ့တမိုင်းစတင်ဖြစ်ပေါ်လာတာကတော့ကျွန်တော်တို့ရဲ့1908ခုနှစ်เนาะ1908ခုနှစ်ဆိုတာနှစ်တရာကျော်ပါပြီအဲ့ဒီမှာကျွန်တော်တို့ရဲ့ founder ဖြစ်တဲ့เนาะ founder ဖြစ်တဲ့ကျွန်တော်တို့ရဲ့အဘိုးအဘွားเนาะ9ဦးရှိပါတယ်ကျွန်တော်တို့ကြောက်စာမှာပြန်သွားရင်မဖတ်မိမှာဆိုလို့ကျွန်တော်နာမည်မဟောပြတော့ပါဘူးเนาะနည်းနည်းမြန်သွားအောင်9ဦးရှိပါတယ်အဲ့ဒီ9ဦးကနေတကယ်တော့ကျွန်တော်တို့ရဲ့ဒီပေါက်ကုန်းအတွက်ကို founder ဖြစ်ပါတယ်အဲ့ဒီမှာအဘိုးနဲ့ဖက်လဲတဲ့ခင်ပဲသာသနာလုပ်ငန်းများအထူးသဖြင့်ကျွန်တော်တို့လက်ရှိကျွန်တော်တို့အဖီးခဲဖက်ရွတ်ပြတ်ပေးတဲ့အဖီးခဲကိုနဲ့လာပေးခဲ့တဲ့ကျွန်တော်တို့ပြောမှဆိုလို့ရှိရင်ကျုပ်ကလေးတွေကြောက်ကလေးတွေအဲ့ဒီရထားတဲ့တစ်တာပေါ်တော့အဖီးခဲတို့ငငယ်တော့ကဆော့ကစားခဲ့ရပါတယ်လို့ဒါတမိုင်းပေါ့နော်ကျွန်တော်အဲ့ဒီကတမိုင်းကိုယူရဲဆိုတာပရမအကြောင်းလေးရဲ့အကြောင်းဆက်ကတ်တဲ့အချိန်မှာနော်ဆက်ကတ်တဲ့ချိန်မှာကျွန်တော်ကိုယ်တိုင်အခမ်းအနားကိုလာကန်ရပါတယ်အဲ့ဒီမှာကျွန်တော်သမိုင်းစယူထားရတဲ့အချိန်ဖြစ်တယ်နော်အဲ့ဒီတော့ကျွန်တော်ဆက်ပြောပါမယ်ထူးခြားမှုတစ်ခုကတော့ဟိုးတဲ့ကကျွန်တော်တို့ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်တချင်းဆိုတာတွေဝါသနာပါတယ်အဘိုးတွေရဲ့သာသနာလုပ်ငန်းတွေအများကြီးရှိခဲ့တယ်နော်အဘိုးတွေရဲ့သာသနာလုပ်ငန်းတွေအများကြီးရှိခဲ့တယ်အားတက်တရောလည်းရှိခဲ့တယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ယုံကြည်သူများဟာတချင်းဆိုအယံဝါသနာပါတယ်ကျွန်တော်တို့အဖီးခဲလို့ဆိုတာကအဖီးသားဆိုတဲ့အဲ့တော့ဆရာမကြီးခဲလို့ပဲခေါ်ကြပါတယ်စာသင်ကြတာပေါ့အဲ့တော့ဆိုလို့ရှိရင်သူတို့တချင်းလာဆိုတယ်ကြက်ရိုးအသင်းတော်ကနော်ကြက်ရိုးအခုတော့ကျွန်တော်တို့ကြက်ရိုးအသင်းတော်ကတော့အချို့ပဲရောက်မယ်လို့ထင်တယ်ကျွန်တော်တို့ရဲ့ဖိတ်စာအားနည်းမှုကြောင့်ကြက်ရိုးအသင်းတော်ကိုလည်းတောင်းပန်ပါတယ်လို့နော်ကျွန်တော်တို့အဲ့ဒီမှာလာဖို့သူတို့စောင့်မျှော်တယ်သို့တော်လည်းကျွန်တော်တို့ဖိတ်စာကမရောက်ဘူးလို့ပဲအဲ့လိုပဲသဘောထားပါတော့เนาะကျွန်တော်တို့အမှတော့ဖိတ်စာကကြက်ရိုးကိုအဓိကထားပါတယ်ကြက်ရိုးမှဆရာတောက်ကနေဒီမှာကျွန်တော်တို့ပေါက်ကုန်းမှာရှိတဲ့ကျွန်တော်တို့ရဲ့ပြောမဆိုယုံကြည်သူများတချင်းကိုလာသင်ပေးတာပါအဲ့တော့သူ့ကိုအလူငွေတချင်းတစ်ပုတ်ကိုတမတ်အလူငွေပေးနိုင်တယ်အဲ့တော့တမတ်ခစ်ပါအလူငွေပေးပြီးတော့မှပေါက်ကုန်းဟိုးရပေါက်ကုန်းတချင်းဆိုလို့ရှိရင်အလွတ်ဆိုတယ်เนาะအလွတ်ဆိုတယ်စာရွက်စာတမ်းလည်းအရန်ကုန်တယ်သူတို့တွေစာအုပ်ကိုဘယ်လိုလုပ်လဲဆိုတော့ငါပြောပြက်ကိုကင်ပြီးတော့မှလေစာအုပ်ပုံစံလုပ်ပြီးတော့တချင်းဆိုခဲ့ပါတယ်လို့အဲ့ဒါပထမတစ်ခေါက်เนาะအဲ့တော့ပထမစပြီးတော့အသင်းတော်စတင်ဖြစ်ပေါ်ခြင်းပေါ့အဲ့ဒီမှာကြောက်စာကပီးစာထဲမှာရှိတဲ့ဘိုးဆရာမြစ်ကြီးဆိုတာအဲ့ဒါကအခုစခန်းကြီးမှာရှိပါတယ်เนาะသူတို့သတင်းတွေပို့တယ်သူရဲ့နောက်ဆက်တွဲတွေပဲရှိတော့တာပေါ့ဘိုးဆရာမြစ်ကြီးကနေပြီးတော့မှကျွန်တော်တို့ပေါက်ကုန်းအသင်းတော်မှာယုံကြည်သူများလာပြီးတခါတည်းကျတော့သူကိုယ်တိုင်ဥဆောင်ပြီးတော့မှတခါတည်းဒီဒနုပြူသွားတဲ့ဒနုပြူသွားတဲ့လမ်းဟိုတော့ကကားလမ်းနေသေးမပေါ့ဘူးအဲ့ဒီမှာသူတို့ကုန်းချောင်းခီးသွားရတဲ့ဒနုပြူကိုကုန်းချောင်းသွားပြီးတော့ကျွန်တော်တို့အေယာဝတီသင်္ဘောလို့ခေါ်တဲ့နှစ်ထပ်သင်္ဘောပေါ့အဲ့ဒီသင်္ဘောကြီးကိုစီးပြီးတော့မှကျွန်တော်တို့ရန်ကုန်ကိုသွားရတယ်အသင်းချုပ်ယုံဟိုတော့ကနှစ်ထပ်ကလေးပဲရှိတယ်အဲ့ဒီအသင်းချုပ်ယုံရဲ့အဲ့ဒီမှာဘိုးဆရာဝန်ကြီးရဲ့ဖိတ်ခေါ်ချက်နဲ့သွားပြီးတော့မှ1939ခုနှစ်အဲ့ဒါအသင်းချုပ်ကြီးရဲ့25နှစ်ဂျူဘလီမှာပါကျွန်တော်တို့ပေါက်ကုန်းအသင်းတော်ဟာအသင်းတော်ရဲ့တင်းပြည့်အသင်းတော်အဖြစ်ကျွန်တော်တို့လက်ခံခဲ့ကြရပါတယ်1939ခုနှစ်ဖြစ်ပါတယ်အဲ့ဒါကတော့ထူးခြားစွာအဲ့ဒီမှာအသင်းတော်တစ်ပါးအဖြစ်ကျွန်တော်တို့ရဲ့အသင်းချုပ်ကလက်ခံခဲ့ပြီးတဲ့နောက်ပိုင်းမှာတူတူနဲ့လူရင်းပြောပါမယ်ကျွန်တော်တို့ရဲ့ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့ပေါက်ကုန်းအသင်းတော်အနေနဲ့ဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင်မိဘတဲ့နဲ့ပြောရဲကညောကဲလော်ဆဲတော့အရေးအခင်းနေဖြစ်တယ်ကွာအရေးအခင်းနေဖြစ်တဲ့အခါကျတော့ဘယ်လိုဖြစ်မဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပေါက်ကုန်းရွာကသူများတော်များကဘယ်ကိုသွားလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘောင်းစုကြီး
ဘောင်းစုကြီးကိုကျွန်တော်ရောက်သွားပါတယ်အဲ့အချိန်မှာအဘိုးဆရာကြားကဘောင်းစုကြီးမှာသင်းအုပ်ဆရာကြီးဖြစ်ပါတယ်နော်အဘိုးဆရာကြားကဘောင်းစုကြီးမှာသင်းအုပ်ဆရာကြီးဖြစ်တယ်စကားအကုန်ပြောရမယ်ဆိုရင်တော့အဲ့ဒီမှာသွားခိုလုံတဲ့သဘောဖြစ်ပါတယ်ကျွန်တော်တို့အသင်းသူအသင်းသားတွေပေါက်ကုန်းအသင်းသူအသင်းသားတွေအဲ့မှာသွားပြီးတော့အဲ့ဒီမှာပဲသူတို့တွေမန္တထိုးပြီးတော့ကျွန်တော်တို့ကိုကျွေးတာမွေးတာတွေအများကြီးလုပ်ပေးတယ်ဒါကျွန်တော်တို့ဆိုတော့ကျွန်တော်တို့မပါပါဘူးကျွန်တော်ကခလေးဖြစ်သေးတာဟုတ်အဲ့တော့နော်အဲ့တော့ပေါက်ကုန်းမှာရှိတဲ့သူတော်တော်များများအဲ့ဒီကိုသွားကြရပါတယ်နောက်တော်တော်ပြန်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အထူးသဖြင့်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့တော်လိုင်းကောင်ရှင်ပြတ်တက်လာတဲ့အချိန်ခါမှာရွာတွေစုရမယ်ရေကြီးရမျက်နှာနေရာဒေသကိုပြန်လာပြည့်တဲ့ခါကျတော့ကျွန်တော်တို့ဘောင်းစုကြီးရဲ့အတေးဘောင်းစုကြီးရဲ့တပည့်တော်စုအဖြစ်နဲ့ကျွန်တော်တို့ပေါက်ကုန်းကပြန်လေရက်တည်ရပါတယ်လို့အဲ့ဒါကတော့ကျွန်တော်တို့ဘောင်းစုကြီးရဲ့တပည့်တော်ဖြစ်နေကျွန်တော်တို့ပေါက်ကုန်းအသင်းတော်ပြန်လေရက်တည်ရပါတယ်အသင်းတော်တစ်ခါဖြစ်ပြီးတော့လေအဲ့ဟိုဒါပေါ့ဒုတိယကမ္ဘာစစ်ကြောင့်အရေးအခင်းတွေကြောင့်ရောင်စုံသဘုံတွေထကြွနေတဲ့ကာလဖြစ်နေတဲ့ကျမှကျွန်တော်တို့တွေကဘောင်းစုကြီးမှာသွားပြီးတော့မှပေါက်ကုန်းအသင်းတော်မှာရှိတဲ့အသင်းသူအသင်းသားများအများစုအဲ့ဒီမှာသွားလို့ခုလုံကြရပါတယ်လို့နောက်တူတူပြောမယ်ဆိုတော့အခုနလိုပဲတပည့်တော်စုဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒုတိယတစ်ကြိမ်ထပြီးတော့မှကျွန်တော်တို့အသင်းတော်တစ်ပါးအဖြစ်ထပ်မံအတိမတ်ပြုခြင်းခံရပါတယ်ပေါက်ကုန်းအဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ပေါက်ကုန်းတပည့်တော်စုကကျွန်တော်တို့ရဲ့ဘောင်းစုကြီးရဲ့တပည့်တော်စုအဖြစ်နဲ့ပါပဲဒုတိယတစ်ကြိမ်ကဗမာလဲဆိုလို့ရှိရင်တော့1962ခုလား4ခုလားဆို4ခု1964ခုဟောတာယာရီမကြီးကွင်းအသင်းတော်သင်းလုံးကျုပ်စီဝေးကြီးမှာဒုတိယအကြိမ်အဲ့ဒီချိန်မှာတော့ကျွန်တော်တို့ရဲ့အသင်းတော်မှာဆိုရင်အဘိုးဆရာဘလို့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဦးကျော်ထူးရဲ့အဖခင်เนาะအမှပြောမယ်ဆိုလို့ရှိရင်ခေါ်ရမှုချင်းခံတဲ့ဥပဒေလူကျွန်တော်တို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ဘောစာဖခင်เนาะအဲ့တော့နာမည်ဒီမပြောတော့အကြီးသူကသင်းဦးဆရာဖြစ်ပါတယ်အဲ့သင်းဦးဆရာကြီးကိုယ်တိုင်ကလည်းကျွန်တော်သာသနာနယ်မှာသူကဥက္ကဋ္ဌဖြစ်နေလဲပါဝင်ခဲ့ပါတယ်လို့အဲ့တော့အဲ့ဒီမှာစပြီးတော့အသင်းတော်တစ်ပါးဖြစ်ထပ်မံပြန်ပြီးတော့ရက်တည်ရပါတယ်ရက်တည်ပြီးနောက်ပိုင်းမှာအသင်းတော်ဒီတစ်ပါးအဖြစ်ဘုရားသခင်အသုံးပြုပါတယ်ဆက်လက်ပြီးတော့မှဘုရားသခင်ကနေပြီးတော့မှတပည့်တော်စုများကိုဖြစ်စေပါတယ်တပည့်တော်စုများကိုပြောတဲ့အခါမှာစမုရဏအသင်းတော်လို့တိုင်ဝါကြီးမှာရှိနေတဲ့အခုစမုရဏအသင်းတော်ဆိုတာလည်းပဲဒီပေါက်ကုန်းအသင်းတော်ရဲ့အသင်းခွဲပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒီကနေအသင်းတော်တစ်ပါးဖြစ်ပြန်လဲရက်တည်ပါတယ်ထို့နည်းတူပဲကျွန်တော်တို့ရဲ့တူးမြောင်းအသင်းတော်ကလည်းပဲကျွန်တော်တို့ပေါက်ကုန်းအသင်းတော်ကနေထပ်ပြီးတော့တိုးပွားပြီးတော့မှကျွန်တော်တို့ပေါက်ကုန်းအသင်းတော်ဒီခုလက်ရှိအသင်းသားဥယျာဉ်မှာ160နဲ့9ယောက်ရှိပါတယ်လို့เนาะဒီနေ့ဂျူဘလီရဲ့ကျေးဇူးတော်ကြောင့်ရာပြည့်ဂျူဘလီမှာအခုလိုလာရောက်အားပေးရတဲ့သူအားလုံးကိုလည်းကျေးဇူးတင်တယ်လို့အသင်းတော်သမိုင်းအချင်းလေးကိုပဲပေါ်ပြပြီးတော့မှသမိုင်းအပြည့်စုံကိုဖြစ်အထူးသဖြင့်ဘိုးဘေးတွေရဲ့သားသမီးတွေအတွက်ချပေးခဲ့တဲ့ဟာလေးတွေကိုထပ်ပြီးတော့နည်းနည်းလေးထပ်ပေါ်ပြခြင်းတယ်အဲ့ဒါကရှီမာလဲဆိုလို့ကျွန်တော်ကအကြောင်းလဲပြောသေးတယ်တရားဟောဆရာတဲ့ရှီလို့လည်းမကောင်းဘူးပေါ့နော်ဘိုးဘေးတွေကသားသမီးတွေအတွက်ဒီနေရာမှာနေတဲ့လူတွေအတွက်အမျိုးအမြင်အရန်ကြီးပါတယ်ဘာလို့ပြီးလဲဆိုလို့ရှိရင်အဘိုးကွန်းကျွန်တော်တို့အသင်းတော်သာသနာအတွက်ကိုလည်းလှူထားခဲ့ပြီးပါတယ်အခုတည်းကိုအဲ့ဒီလေအားဖြင့်ကျွန်တော်တို့အသင်းတော်ကနေဖျားရှင်ကောင်းကြီးကိုခံစားရပါထို့ထက်မကသေးဘူးเนาะကျွန်တော်တို့ကိုယ်ခန္ဓာကိုကိုယ်ခန္ဓာကိုဘုရားသခင်ကပြန်ရောက်ဝိညာဉ်ကိုရောက်သိပြီးတော့ခန္ဓာကိုမြေကြီးအပ်တဲ့အခါမှာလဲသင်္ချိုင်းမြေဖြစ်ကိုလည်းပဲကျွန်တော်တို့အသင်းလူကြီးတွေလှူခဲ့တယ်ဗျလှုပ်ခဲ့တယ်ဗျအခုသင်္ချိုင်းမြေအဖြစ်နဲ့လည်းပဲကျွန်တော်တို့ရဲ့ခရိယသင်္ချိုင်းမြေဖြစ်နေလဲတရားဝင်ပြောမှဆိုလို့ရှိရင်တော့မပုတ်တင်ပြီးသားရှိတယ်เนาะအကုန်လုံးရှိတယ်ဒါကြောင့်မလို့ဘိုးဘီးတွေရဲ့လှုပ်ခဲ့တဲ့အရာတွေဟာအံ့ဩစရာကောင်းပါတယ်ထိုနည်းတူစွာပဲအခုတတိကျွန်တော်တို့ရွာကလည်းတောက်သုံးနေတယ်နောက်ပြီးတော့ဘေးပဝန်းကျင်ရွာမှာရှိတဲ့သူများတော်တော်များများအလူတန်းတွေလှုပ်ပြီးဆိုရင်အထူးသဖြင့်ကျွန်တော်တို့ဘိုးဘီးတွေလှုပ်တဲ့ရေကန်ကြီးရှိပါတယ်တခါမှမခမ်းပါဘူးအဲ့ဒီရေကန်ကြီးမှာရေလာခတ်ကြပြီးတော့မှလက်ဖက်ရည်ကြိုတောက်တာတွေဟာအမတန်မှကောင်းတဲ့ရေကန်ကြီးတစ်ခုဖြစ်ဘိုးဘီးတွေကသားသမီးတွေကိုလက်ဆင့်ကအမွေထားခဲ့ပါတယ်ဒါကြောင့်မို့လို့လက်ဆင့်ကမ်းအနေနဲ့သားသမီးတွေကလည်းဆက်ပြီးတော့သာသနာတော်ကြီးကိုကြီးပွားဖို့ရန်အတွက်အဘိုးပိုက်ဆံကနေထားပြီးခဲ့တဲ့သူကိုယ်တိုင်ယူခဲ့ပြီးတဲ့ကြောက်ထဲမှာကြောက်ပါပါတယ်နော်အသင်းကျုပ်ကြီးရဲ့ရာပြည့်ဂျူဘလီမှာအဲ့ကျုပ်6လုံးကိုပြကန်းဖြစ်သွားပြီးတော့ပြခဲ့ပြီးပါပြီအဲ့ဒီကျုပ်ကတော့ကျွန်တော်တို့အသင်းတော်ကိုပြန်မရောက်ပါဘူးဟိုမှာပဲကြံခဲ့တယ်လို့ပဲပြောပြရစီဒါကတော့ကျွန်တော်တို့ရဲ့ရာပြည့်ဂျူဘလီဖတ်တူမှာကြားတဲ့အခါမှာကျွန်တော်တို့အသင်းတော်ကနေပြီးတော့ဘိုးပိုက်ဆံဒီနေရာကိုရောက်ကြောင်းရောက်ယူတာမကဘူးသာသနာကိုပြုခဲ့တဲ့အကြောင်းနာမည်တွေပေးခဲ့တဲ့အကြောင်းတချို့နာမည်ရှိလို့ဆိုသူကသက်ရှိဆိုတဲ့နာမည်တွေပေးခဲ့တာကအစအဲ့ဒါကြီးရှိခဲ့ပါတယ်ဒါကြောင့်မလို့သမိုင်းအပြည့်အစုံကိုမပြောတော့ဘဲနဲ့ကျွန်တော်တို့ရဲ့ဘိုးဘေးတွေစခဲ့တာကတော့ကျွန်တော်တို့
1908ခုနှစ်တည်းကသာသနာတော်ရောက်တယ်အဲ့ဒီမှာယုံကြည်သူကျွန်တော်တို့အိမ်တော်9အိမ်တော်ရှိပါတယ်အဲ့ဒီ9အိမ်တော်ကနေအစပြုပြီးတော့မှအသင်းလုံးညို့အစည်းအဝေးကြီးကိုဖြစ်ပထမတစ်ချိန်မှာခေါ်ခဲ့ပါတယ်ဒီဝီဒီကြပြီးတော့မှမန္တတ်တွေမွင့်ခဲ့တာရှိသလိုနောက်ဒုတိယနှစ်ကြိမ်ထပ်ပြီးတော့လည်းကျွန်တော်တို့ဒီမှာသင်းလုံးညို့အစည်းအဝေးကြီးကိုလက်ခံကျင်းပဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာကိုကျွန်တော်အချင်းချုပ်ပြီးပေါ်ပြပေးပါတယ်အားကြားနာသူရောက်စီတဲ့ဘုရားသခင်တာ၍ကောင်းကြီးရှိပါစေ